ဖုန်ကြီးเจ้าမှာမေဒီလာရှင်လေးတွေနဲ့ဖြစ်ချင်တိုင်းဖြစ်နေတဲ့ဦးစင်းတွေကိုအရေးယူပြီးပရိသတ်ကြီးရဲ့တရက်ပိုင်းဆိုရှယ်မီဒီယာပေါ်မှာဗုဒ္ဓဘာသာဝင်တွေအပြင်ပြည်သူတရက်လုံးကိုပါအကြီးအကျယ်ဒေါသထွက်စေခဲ့တဲ့ပတ်သိန်းငွေဆောင်ကားလမ်းဘေးကတရုတ်ပြဗီဒီယိုဖိုင်အကြောင်းကိုအားလုံးသိကြမှာပါဖုန်ကြီးနဲ့တီလာရှင်တွေမူယူပြီးတော့ဖြစ်ချင်တိုင်းဖြစ်နေကြတဲ့အဆိုပါဖြစ်စဉ်မှာပါဝင်သူတွေကိုအခုတော့သက်ဆိုင်ရာကအချိန်နဲ့တမင်းကြီးဖမ်းဆီးအရေးယူလိုက်ပြီးဖြစ်ပါတယ်။ဧပြီလ26ရက်နေ့မှာတော့တန်ကားနိုင်ရက်ကဆရာတော်တွေနဲ့တာဝန်ရှိသူတွေပူးပေါင်းပြီးတော့သူတို့ခိုအောင်ရအောင်သစ္စာမန်နိုင်ကျောင်းတိုက်ကိုဝင်ရောက်စီးနှင်ခဲ့ပါတယ်။စစ်ဆေးချက်အရာတန်ကားတုတီလာရှင်တု၄ဦးစလုံးကိုချက်ချင်းသိခါချလူဝေလဲစေခဲ့ပြီးတော့တလက်ခွာရဲစခန်းမှာထိမ့်သိမ်းထားပါတယ်။ပူပြီးဆိုတာကသူတို့နေထိုင်တဲ့နေရာဟာတရားဝင်ကျောင်းတိုက်မဟုတ်ပဲတစ်တော်ကျိုးဝိုင်းအတွင်း2000ခုနှစ်ကတည်းကတရားမဝင်ကျူးကျော်ဆောက်လုပ်ထားတာဖြစ်နေပါတယ်။အခုဆိုရင်တော့တရဏညှိုးနှမ်းစီတဲ့ဦးတင်ထွန်းဦးဒေါ်အေးခိုင်ဦးရီဝရနဲ့ဒေါ်မြင့်မြင့်အေးတို့ကိုတရဏရေးဆိုင်ရာဥပဒေတွေအပြင်တစ်တော်ကျိုးဝိုင်းကျူးကျော်မှုတွေနဲ့ပါထိထိရောက်ရောက်တရားစွဲဆိုထားပြီးဖြစ်လို့တရဏအရေးကိုခိုလုံပြီးတော့မဟုတ်တာလုပ်ချင်တဲ့သူတွေအတွက်သင်ခန်းစာတစ်ခုဖြစ်သွားခဲ့ပါပြီ။အခုလိုအရေးယူလိုက်တာနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့သဘောထားကိုလည်း comment မှာပြပြသွားကြပါဦးရှင်။